online မှာတဲ့အခါ customer အနေနဲ့စိုးရိမ်နေကြတဲ့အချက်တစ်ချက်ရှိပါတယ်ဒါကဘာလဲဆိုရင် site မတော်မှာကိုအရင်စိုးရိမ်နေကြရပေါ့နော် online ဝယ်ရဖြစ်တဲ့အတွက်မှာလိုက်တဲ့ site ကရောက်လာရင်အဆင်မပြေမှာကိုသူတို့အရင်စိုးရိမ်နေကြပါတယ်ခိုင်တို့ကဒီရွေးချယ်ရတာများအောင်လို့အဆင်ပြေအောင်လို့ site ဆိုရင်အစုံထုတ်ထားပေးပါတယ်ပြီးတော့ပေါ့နော်ပိတ်သားကကြတော့ဆွဲသားမဟုတ်ပါဘူး BKK ready made သားဖြစ်ပါတယ်ဆွဲသားမဟုတ်တဲ့အတွက်ပေါင်ချိန်နေနဲ့မှာတယ်ဆိုရင်လွဲသွားမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့ customer အနေနဲ့ site quality လေးကိုရချင်တယ်ဆိုရင်တော့ကိုတိုင်းလေးတိုင်းပေးစေချင်ပါတယ်ရှင်ပက်လေခပက်လေတင်ပက်လေဒီ၃မျိုးပဲတိုင်းပေးရင်အဆင်ပြေပါတယ်ရင်ဆိုရင်ပေါ့နော်ဒီရင်အမောက်ဆုံးနေရရင်အမောက်ဆုံးနေရပက်လေတိုင်းမယ်ခါဆိုရင်ဒီကထောင်စီကွေးနဲ့တန်းနဲ့ရှိတယ်ဒီခါအချိုင်ဆုံးနေရကိုကွက်တီလေးတိုင်းပေးရပါမယ်တင်းဆိုရင်လည်းတင်းရဲ့အမောက်ဆုံးနေရပက်လေကိုတိုင်းပေးရပါမယ်ကိုတိုင်းလေးနဲ့မှာမယ်ဆိုရင်တော့ site ကွက်တီလေးရနိုင်ပါတယ်ကိုတိုင်းလေးကိုစားတခြားလေးတိုင်းပေးဖို့မြစ်တာရခံပြရသေးရှင်ကိုတိုင်းလေးတခြားလေးတိုင်းပေးမယ်ဆိုရင်တော့ခိုင်တို့ကဒီကိုတိုင်းပေါ်မှာမူကြည့်ပြီးတော့ site ကိုလည်းရွေးပေးတယ် site နဲ့အဆင်မပြေဘူးနည်းနည်းလေးအတိုးအလျှော့လုပ်ဖို့လိုတယ်ဆိုရင်တော့မှခိုင်တို့က fitting ပြန်ချပေးတဲ့ဝန်ဆောင်မှုလေးလည်းရှိပါတယ်customer အနေနဲ့ online ဝယ်ရတာဆိုပေမဲ့အပြင်မှာဝယ်ရတယ်လို့မျိုးစိတ်ကျင်နေမှုရအောင်လို့ခိုင်တို့ဘက်ကအများကြီးပဲစူးစမ်းထားပါရဲ့ရှင်ဒါကြောင့်ဝယ်ပြီးတဲ့ customer အများစုရဲ့ဒီ feedback လေးတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင် online ကမမှာဘူးပဲမှာလိုက်တာလုံးဝအဆင်ပြေတယ်တချို့ကြလဲ online ကနေပြီးတော့စမ်းပြီးမှကြည့်ရပါတော့ site ကအဆင်ပြေပါမလားမသိဘူးဆိုပြီးစိုးရိမ်နေခဲ့တာရောက်လာတဲ့အခါမှာလုံးဝကွက်တိပဲအပြင်ဆိုင်မှာတိုင်းပြီးချုပ်ထားသလိုကွက်တိပဲဆိုတော့ review လေးတွေအများကြီးရရှိထားပါတယ်ဒါကြောင့်မို့ customer လေးတွေအနေနဲ့ကိုနဲ့ site ကွက်တီလေးရချင်တယ်ဆိုရင်တော့ကိုတိုင်းလေးကိုတခြားလေးတိုင်းပေးဖို့မေတ္တာရက်ခံချင်ပါတယ်ရှင်အခုချိန်ထိယုံကြည်စွာနဲ့အပိလာချတဲ့ customer တဦးချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်